ကံကြမ္မာကိုမြင်နိုင်တဲ့မင်းကလေးတခါကလူတယောက်ရဲ့တေဆုံးတော့မဲ့အချိန်ကိုကြိုတင်မြင်နိုင်တဲ့ထူးခြားတဲ့စွမ်းအားရှိတဲ့မင်းကလေးငယ်လေးတယောက်ရှိပါတယ်။တနေ့မှာတော့သူမဟာအမေဖြစ်သူနဲ့အတူအပြင်သွားရင်းလမ်းမှာအမျိုးသမီးတယောက်ရဲ့ဦးခေါင်းပေါ်မှာထူးဆန်းတဲ့ကဏ္ဍတစ်ခုကိုမြင်လိုက်ရတယ်။အဲ့ဒီကဏ္ဍရဲ့အဓိပ္ပာယ်ကတော့အဲ့ဒီအမျိုးသမီးဟာနောက်ထပ်10မိနစ်အတွင်းမှာတင်တေဆုံးတော့မယ်ဆိုတာပါပဲ။အဲ့ဒါနဲ့ကောင်မလေးကစိတ်ပူပြီးအန်တီနေမကောင်းဖြစ်နေတာလားဟင်လို့သွားမိပါတယ်။အဲ့ဒီခါမှာတော့အမေဖြစ်သူကဒီလိုမျိုးရှောက်မမရဘူးလေဆိုပြီးကောင်မလေးကိုတားဆီးလိုက်ပြီးအမျိုးသမီးကိုလည်းအားနာတကြီးနဲ့တောင်းပန်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုပြောလို့မှမဆုံးသီးခင်ပါပဲအပေါ်ကနေပန်းအိုးကြီးတစ်လုံးပြုတ်ကျလာပြီးအမျိုးသမီးရဲ့ခေါင်းကိုတဲ့တယ်မှန်ကနေရာတင်ပွဲချင်းပြီးတည်ဆုံးသွားခဲ့ပါတယ်။လေရင်ပေါ်ကထိတ်လန့်စရာမြင်ကွင်းနောက်ပိုင်းမှာတော့ကောင်မလေးနဲ့သူ့အမိဟာခရီးတစ်ခုသွားဖို့လေရင်ပေါ်ကိုရောက်နေခဲ့ကြပါတယ်။လေရင်ပေါ်မှာကောင်မလေးဟာထိတ်လန့်စရာတစ်ခုကိုမြင်လိုက်ရပြန်ပါတယ်။အဲ့ဒါကတော့လေရင်ပေါ်မှာပါလာတဲ့ခရီးသည်တွေနဲ့ဝန်ထမ်းတွေအားလုံးရဲ့ခေါင်းပေါ်မှာစောစောကမြင်ခဲ့ရတဲ့တီမဲ့အချိန်ကိုပြနေတဲ့ကဏ္ဍတွေကိုမြင်လိုက်ရတာပါပဲ။ဒီလေရင်ပေါ်ကလူတွေအားလုံးတည်တော့မယ်ဆိုတာကိုသူမနားလေသွားပါတယ်။ဒါကိုသိသွားတဲ့အမိဖြစ်သူကကြောက်လန့်တကြားနဲ့လေရင်ပေါ်ကလူတွေကိုစင်းကြဖို့အော်ဟစ်ပြောဆိုခဲ့ပေမဲ့ဘယ်သူမှမယုံကြပါဘူး။လေရင်မူကတော့သူတို့ကိုစူညံအောင်လုပ်လို့ဆိုပြီးလေရင်ပေါ်ကနေနှင်ထုတ်ဖို့လုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအနီးနားမှာထိုင်နေတဲ့ CEO တယောက်ကဒါကိုသတိထားမိသွားပြီးကျုပ်လေးလေရင်ပေါ်ကဆင်းမယ်လို့ပြောလိုက်ပါတယ်။ကံကောင်းသွားတဲ့ CEO